ကျွန်တော်တို့တော့အမေတော်စန်းစုကြည်ကိုလည်းစိတ်ပူပါတယ်နော်အသက်80ဆိုတဲ့အရွယ်ကဒါဒီစေဝါကူတာမှုနဲ့ newsfree နေရမယ်အချိန်ပေါ့နော်အဲ့တော့အမေတော်စန်းစုကြည်ရဲ့ကျမ်းမာရေးကိုလည်းစိုးရိမ်ပါတယ်အားလုံးပဲမင်္ဂလာပါနေ့စဉ်တည်ထူးများနဲ့စေရေးနိုင်ငံရေးများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လုပ်ပေးထားပါရန်တောင်းဆိုပါတယ်ရှင်အဲ့တော့ဒါပေမဲ့သူလုပ်ခဲ့တဲ့ဒီ immigration policy တွေကတော့ချက်ချင်းပြန်ပြင်ဖို့တော့မဖြစ်နိုင်ဘူးအဲ့တော့ဒီ Democrat တက်လာရင်လည်းမျောချလိုက်မဲ့အရာတွေရှိလာနိုင်တာပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ပါနော်ဒါအမေရိကန်နိုင်ငံကစီးမဲ့ကမ်းမဲ့နိုင်ငံမဟုတ်ပါဘူးနှစ်ပေါင်း150ခိုင်မာနေတဲ့ဒီမိုကရေစီယဉ်ကျေးမှုရှိတယ်ပြည်သူတွေမဲပေးတာကိုကောင်းကောင်းသိတယ်အဲ့တော့ကျွန်တော်ထင်တာတော့ပြည်သူတွေကတခါသေဘူးပြေဖို့နားလဲသွားပြီအဲဆိုတော့အဓိကသူတို့ပြည်တွင်းမှာသူတို့ကြုံနေရတဲ့အခက်အခဲအများအရာပေါ့နော်သူကတော့ဒီပြည်သူတွေပဲဆုံးဖြတ်မှာပေါ့ဒါပေမဲ့သမ္မတထရန့်ရဲ့အောင်မြင်မှုတစ်ခုကဒီတတိယစီးပွားရေးသက်တမ်း3လမှာဒီအမေရိကန်စီးပွားရေးက 4.3 ရာခိုင်နှုန်းတိုးတက်သွားတယ်ပဲအဲ့ဒါတော့သူသမ္မတထရန့်နဲ့အိမ်ဖြူတော်ကဂုဏ်ယူပြီးတော့အဲ့ဒါကိုတင်ဆက်နေကြတာကိုတော့တွေ့တယ်သူကစီးပွားရေးသမားဆိုတော့စီးပွားရေးတော့အောင်မြင်တာပေါ့သို့တော့အမေရိကန်ပြည်သူတွေက better off လား worse off လားဆိုတာကိုပြည်သူတွေမဲပေးမှာပေါ့နော်။ကြောင့်ဒီမိုကရက်ကလည်း affordable လို့ခေါ်တဲ့ဒီကုန်စည်နှုန်းကိစ္စနဲ့စီးပွားရေးကိစ္စပြည်သူတွေအကျိုးစီးပွားကိစ္စကိုပဲကင်ပြီးမဲဆွဲတော့မှာလीအဲ့တော့ကုန်စည်နှုန်းကြီးတဲ့ကိစ္စအမေရိကန်ပြည်သူတွေဒါလူမှုဒီကျန်းမာရေးအာမခံတွေပေါ့နော်အခုဆိုရင်ဒါအိုဘားမားကဲကိုသူဒီအောက်လွှတ်တော်မှာဒီတက်တန်တိုးဖို့ပေါ့နော်ဒီ tax credit ကို Obamacare tax credit ကိုတက်တန်တိုးဖို့အတွက် Republican Party ထောက်ခံချက်နဲ့288မဲ Democrat တွေကရထားပြီးသားအဲ့တော့ January လမှာတက်တန်ကုန်မှာကိုဒီလွှတ်တော်မပိတ်ခင်မှာမဲခွဲဖို့အတွက် Republican ဒီ Democrat တွေကတောင်းဆိုတာကိုလက်ရှိ Republican အောက်လွှတ်တော်ခေါင်းဆောင်ကသမ္မတ Trump စကားကိုနားတော်ပြီးလွှတ်တော်ကိုပိတ်ပြလိုက်တယ်သူ့လူတွေအကုန်လုံး holiday ပေးလိုက်တယ်မဲမခွဲလိုက်ဘူးပေါ့အဲ့တော့အဲ့ဒီ effect ကလာမဲ့ဒီ January လမှာဆင်းရဲတဲ့အမေရိကန်ပြည်သူ12သန်းကသူဒီကျန်းမာရေးအာမခံပေးတဲ့ပတ်စံတွေပို့ပေးရတော့မှာပေါ့နော်အဲ့ဒါတွေအားလုံးပြည်သူတွေကိုစိတ်ဆိုးလို့သွားမယ်ဆိုရင်တော့သူမဲရမှာမဟုတ်ပါဘူးအဲ့တော့ဒါတွေအားလုံးကိုနိုင်ငံရေးအခြေအနေနဲ့ကမ္ဘာအခြေအနေတွေအားလုံးကိုလေ့လာပြီးတက္ကလာမှာတော့သူအာဏာရှိနေတဲ့3နှစ်မှာတော့သူကြိုက်တာလုပ်လို့ရမှာပေါ့လေနော်ဒါပေမဲ့လည်းကြိုက်တာလုပ်လို့ရတယ်ဆိုတာကလေသူကတရားရေးSupreme Court ကိုလည်းသူ့လူတွေရှိနေတယ်အထက်လွှတ်တော်ကအောက်လွှတ်တော်ကသမ္မတကသူတို့ပါတီရပဲဖြစ်နေတဲ့အတွက်သူကအကျွင်းမဲ့ရနေတာပေါ့တကယ်လို့လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာအောက်လွှတ်တော်ကအထက်လွှတ်တော်ကိုပြည်သူတွေကပြောင်းပြန်မဲပေးလိုက်ရင်တော့ဒါသူကိုနောက်ဆုံး2နှစ်မှာထိတ်ချုပ်ပြီးသားဖြစ်မှာပေါ့ကျွန်တော်ထင်တာတော့ကျွန်တော်မဟုတ်ပါဘူးလူတိုင်းပြောနေပါတယ်နော်ဒီမိုကရက်တောင်ပြန်နိုင်တော့သူ့ကို impeachment ကျင်းသေးလုံးမှာအဓိကလက်ပိတ်လက်ရုံမှုတွေနဲ့အများကြီးလို့သူတို့လုပ်ဖို့ရှိတယ်သူကလည်းပေါ်တင်ယူလာတာတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့မဖြစ်နိုင်ဘူးထင်တာပေါ့ဒါပေမဲ့တလို့စေတော့ဒီဒိန်းမတ်တို့ဘာတို့တော့တော်စိတ်ရှုံနေတာပေါ့နော်ဒီရုရှားနဲ့ယူကရိန်းကိစ္စမှာမပြီးသေးဘူးနောက်ထပ်သူကဒိန်းမတ်ကိုတိုက်ခိုက်ဖို့အတွက်အသံတွေထွက်လာပြန်တော့သူကကမ္ဘာမှာငြိမ်းချမ်းရေးလုပ်မယ်လည်းပြောသေးတယ်နိုဘယ်ဆုယူခြင်းနဲ့လည်းပြောသေးတယ်သူများနိုင်ငံတနိုင်ငံအချုပ်အခြာအာနိုင်ငံတနိုင်ငံအဲ့ဒါမှသူ့ရဲ့မဟာမိတ်အရင်ကြီးဖြစ်တဲ့ NATO အဖွဲ့ဝင်ဖြစ်တဲ့ဒိန်းမတ်နိုင်ငံကိုမှသူကဒိန်းမတ်ပိုင်နေပေါ့နော်ဒီဂရင်းလန်းကိုသိမ်းယူမယ်ဆိုတဲ့ဟာကြီးကတော့ဒါတော်တော်လေးကိုတရုတ်လည်းမပြောရဲဘူးရုရှားလည်းမပြောရဲဘူးဗျအဲ့တော့ဂျိုးဘိုင်ဒန်လက်ထက်ကအမေရိကန်နိုင်ငံခြားဝန်ကြီးဘလင်ကင်က CNN နဲ့အင်တာဗျူးတစ်ခုမှာပြောသွားပါတယ်ထရန့်က tripolar လို့သူသုံးတာပေါ့နော်တရုတ်ရုရှားအမေရိကန်3နိုင်ငံကမ္ဘာကြီးကိုခွဲခြမ်းချမယ်ပုံစံကိုသွားနေတယ်ပေါ့နော်ကျွန်တော်တို့ပြောနေသလိုပဲအာရှကိုတရုတ်ဝင်ရယူဥရောပကိုရုရှားကယူအမေရိကတိုက်ကိုငါယူမယ်ပေါ့အမေရိကန်ယူပေါ့အဲ့ဒီပုံစံဟိုထရန့်ကသွားနေတယ်အဲ့လိုသူသွားဖို့အတွက်သူတရုတ်ရုရှားနဲ့ပြေလည်အောင်လုပ်မှာပေါ့
တော့ကျန်တဲ့သူမဟာမိတ်တွေကိုထားခဲ့ပြီးတရုတ်ရုရှားနဲ့သူပေါင်းပြီးတော့အဲ့ဒီပုံစံနဲ့သူကသွားနိုင်တယ်ဆိုတဲ့ပုံစံကိုဂျိုးဘိုင်ဒန်လက်ထက်ကအမေရိကန်နိုင်ငံရေးဝန်ကြီးဘလင်ကန်ကိုတိုင်ဒီစီဟန်နဲ့အင်တာဗျူးတစ်ခုမှပြောဆိုထားတာကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါတွေကထူးခြားချက်တွေပေါ့နော်အဲ့တော့တော့ဒီနေ့ကလည်း Epstein file နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့သတင်းတွေဓာတ်ပုံတွေထပ်ပြီးတော့အမေရိကန်တရားမှုကြီးထုတ်ပြန်လိုက်တယ်1000ကျော်ပေါ့နော်အဲ့မှာသူတို့ပြောဆိုနေကြတာတွေအများကြီးပေါ့ပထမထုတ်ပြန်လိုက်တာကတော့ကလင်တန်ကိုအဓိကလုပ်တယ်လို့ဖြစ်တယ်အဲ့တော့တချို့ဟာတွေကတော့သူတို့ဖြတ်တောက်ပြီးတော့မထုတ်ပြန်တာရှိတယ်ပေါ့နော်အခုကတော့ထပ်ပြီးထုတ်ပြန်လိုက်တယ်ဆိုပြီးတော့ဒီမှာ email တွေပေါ်လာတယ်ပေါ့အဲ့ဒီ email တွေနဲ့ပတ်သက်ပြီးဒီမှာသတင်းဌာနတွေအခုဒီမှာ Sky News မှာလည်းအဲ့ဒါတွေပြောနေတာပေါ့နော် Epstein file ကိစ္စအဲ့တော့ဒါကတော့Epstein file ကတော့ဒါကတော့ဒီသမရထရန့်ကိုများတခုဖြစ်မလားပေါ့နော်ဒါမျိုးတွေတော့ပြောကြကြတာပေါ့နိဒါပေမဲ့အားလုံးသိပါတယ်နော်တာမန်လူတယောက်ကဒီလိုဆွဆွဲခံရပြီဆိုရင်ဒါကိုသိခါရပြောစရာတွေရှိတာပေါ့လေ sorry ပါသမရကလင်တန်လည်းသူ့လက်ထက်မှာလည်းဆွဆွဲခံရတာရှိတော့ကလင်တန်ပုံတွေအများကြီးထွက်လာတာတွေ့ရတာပေါ့နော်အဲ့တော့သူဒီEpstein ကသူမသိခင်လေးမှာသူ postcard လေးမှာရေးခဲ့တဲ့ဟာလေးတွေပေါ့နော်ငါတို့သမရကကောင်မလေးငယ်ငယ်လေးကြောလေးတွေကြိုက်တယ်ပါညာသူရေးတာတွေဥကမီဒီယာတွေကဘယ်သမရကိုပြောတာလဲပေါ့ငါတို့သမရလို့ပဲပြောတယ်လေကလင်တန်လည်းဖြစ်နိုင်လေပဲသူအဲ့ဒီလက်ရှိက2019ဆိုတော့သမရဒေါ်နယ်ထရန့်လည်းဖြစ်နိုင်တာပေါ့အဲ့ဒီမှာသူကပရမတ်တတန်ကိုဒါမျိုးတွေတော့အခုဒါကမ္ဘာသတင်းမီဒီယာတွေမှာ hot နေတာပေါ့လေနော်အဲ့တော့ဒီမီဒီယာတွေကလည်းဒါကိုအစဆွဲထုတ်နေတာပေါ့နော်ဒါကတော့ဒီနေ့ကဘာကြီးဖြစ်နေတဲ့ကိစ္စပေါ့အဲ့တော့ကျွန်တော်တို့ပြည်တွင်းမှာတော့ဒါဒီနေ့23ရက်နေ့ရှိပြီပေါ့နော်လာမယ့်4ရက်5ရက်မြောက်ဆိုရင်ဒါတို့ရွေးကောက်ပွဲကြီးလုပ်မှာပေါ့နော်ရွေးကောက်ပွဲကိုတို့မဖြစ်အောင်လုပ်မယ်ပေါ့ပြီးတော့ရွေးကောက်ပွဲ3ချိန်မက်စလာတီပြီးသွားရင်ဒါတို့အစိုးရချက်ဖို့အစိုးရတက်မှာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လေချက်ဖက်အစိုးရတက်ရင် NUG ကွမ်းသွားပြီးပါညာပေါ့ဒါမျိုးပြောနေကြတယ်ဝေဖန်နေကြတဲ့နိုင်ငံရေးသမားတွေလည်းတွေ့နေရပြီပေါ့အဲ့တော့သူတို့ဝေဖန်တဲ့လူတွေကတော့ဒါအမျိုးစုံဘလို့ပဲပြောပေါ့လေနော်ဒီနေ့ဆိုရင်ပဲဒီနေ့ဒါကုလသမဂ္ဂဒါလူ့ခွင့်ရေးကော်မရှင်ကြီးကဲကြီးကပြောသွားတာပေါ့နော်ဒီရွေးကောက်ပွဲမှာအပြင်းထန်ပေါ့နော်ဒီရွေးကောက်ပွဲကိုစတင်တဲ့လူလောလောဆယ်ပေါ်ပြတဲ့လူကိုဖန်ဆီးညှဉ်းပန်းနှိပ်စက်နေတာဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲကလွတ်လပ်တဲ့ရွေးကောက်ပွဲကြီးမဖြစ်နိုင်ဘူးဘာညာပေါ့နော်အဲ့ဒါမျိုးတွေတော့ပြောဆိုသွားတာပါတယ်အဲ့တော့အခုပဲဒီမှာသမ္မတထရန့်ပြောနေတယ်သူကကလင်တန်ပုံချနေတာပေါ့နော်ကလင်တန်သမ္မတကလင်တန်တပ်ပုံတွေလည်းအများကြီးထွက်လာတာပေါ့ဒါပေမဲ့ဘယ်လိုပဲပြောပေါ့လေဒါသူတို့ကတော့ဒါသမ္မတထရန့်ကအရင်ကဒီမိုကရက်ပြန်သိလားအဲ့ဒါလည်းကျွန်တော်ထူးခြားလို့ပြောအောင်မယ်သမ္မတထရန့်ကရီပတ်ဘလစ်ကန်မဟုတ်ဘူးเนาะဒီမိုကရက်အားပေးတယ်လို့အီလွန်မတ်စ်ကလည်းအရင်ကဒီမိုကရက်ပဲသူတို့ကနယူးယောက်မှာအတူတူကဲခဲ့ကြတာပြီးမှအခုရီပတ်ဘလစ်ကန်ကအခြေအနေကောင်းလို့ရီပတ်ဘလစ်ကန်တွေကိုသူကပက်ပြောင်းပြီးတော့သူမက်ဂါဖြစ်သွားတာအဲ့တော့သူအရင်ကလင်တန်နဲ့လည်းသူယဉ်နှီးပါတယ်ဘာညာပေါ့နော်အိုဘားမားလက်ထက်မှာလည်းသူအိမ်ပြူတော်လာပြီးတော့အိမ်ပြူတော်ဝင်လုံးတာတွေပဲလုပ်ခဲ့တာပေါ့နော်ဟိုရီမန်းချက်တော့ကြီးပါတယ်နော်ရီမန်းချက်ကြီးလို့လည်းအခုလို့သူအောင်မြင်တာပေါ့လေသမ္မတထရန့်ဒီနေ့အောင်မြင်နေတဲ့ကိစ္စကသူ့ရဲ့ကိုယ်ပိုင်ရည်ချင်းရှိလို့ဆိုတာတော့ကျွန်တော်တို့ညင်လို့မရပါဘူးနော်သူကိုအမေရိကန်မဲဆန္ဒရှင်ပြည်သူနဲ့သူ့ရဲ့ဒီဘန်ပါတီကသူ့ကိုထောက်ခံလာအောင်သူကမဲပြောဆိုစည်းရုံးနိုင်တဲ့အားရှိတာပေါ့နော်ဒီ Republican ပါတီရဲ့ဒိုနာတွေပေါ့အထူးသဖြင့်ပါတီလူကြီးတွေကိုသူ့ကိုမျက်စိကျအောင်ပေါ့နော်ပြီးတော့ပြည်သူတွေကိုလည်းသူ့ကိုမဲပေးအောင်သူတကယ်စည်းရုံးနိုင်ခဲ့တယ်ပေါ့နော်ဒါကတော့သူ့ရဲ့အရေးချင်းလို့ပြောအောင်ပါပေါ့ပြည်သူတွေကနိုင်ငံရေးသမားတွေကိုစိတ်ပြတ်နေတဲ့ကာလမှာသူကတမင်
အမြင်တစ်မျိုးနဲ့ပေါ်ထွက်လာတဲ့ခါကျတော့ပြည်သူတချို့ပြည်သူတွေကသူ့ကိုစိတ်ဝင်စားတာ